Okay Wiki Hub ကနေပြန်လည်ကြိုဆိုပါရစေ။ဒီနေ့မှာတော့ DC Comics Universe ထဲမှာအာရှဒန်နာရီကိုအသက်သွင်းထားတဲ့ကာရီတာတစ်ကောင်ဖြစ်တယ်လို့လူတိုင်းသိထားတဲ့စွန့်ဦးခုံခေါ် Monkey King ရဲ့သွေးသားရင်ရှာ Marcus Sun aka Monkey Prince အကြောင်းကိုတင်ဆက်ပေးသွားမှာပါ။သူရဲ့ဇာတ်လမ်းကတာမန်စူပါဟီးရိုးတွေနဲ့မတူပဲရှုပ်ထွေးပွေလီပြီးစိတ်ဝင်စားစရာကောင်းတယ်လို့ DC ရဲ့နာမည်ကြီး event အနေနဲ့လည်းဆက်ဆက်နေပါတယ်။ Marcus Sun ရဲ့ဇာတ်လမ်းအစကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကစတင်ခဲ့တာပါ။တကယ်တော့ Marcus ဆိုတာအဆုံးဦးခုံရဲ့တားရင်ဆိုတာထက်ဝူခုံးဖန်တီးခဲ့တဲ့ကလုံးတစ်ခုဆိုရင်တော့ပုံမှန်ပါလိမ့်မယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဓာတ်ဆိုင်နဲ့သူ့ရဲ့တပ်ဖွဲ့ဝင်တွေဟာတရုတ်နတ်ဘုရားတွေနေခဲ့ Heavenly Ring ကိုကျူးကျော်တိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာ Monkey King ဟာသူ့ရဲ့အမွှေးမြင်တွေကနေကလုံးစစ်တပ်ကြီးတစ်ခုဖန်တီးခဲ့ပြီးဓာတ်ဆိုင်ကိုပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ဓာတ်ဆိုင်ဆုတ်ခွာသွားပေမဲ့မသွားခင်မှာ Monkey King ကို Omega ဘင်းနဲ့ပစ်ခတ်ခဲ့တာကြောင့် Monkey King ဟာဒဏ်ရာအပြင်းထန်ရရှိခဲ့ပြီးသူ့အသက်ကိုကယ်တင်ဖို့အတွက်သူ့ရဲ့ကလုံးတွေနဲ့အတူဖန်တုံစုံထဲကိုထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ဖန်တုံစုံထဲကိုရောက်တော့ Monkey King ကကလုံးတွေကိုမွေးမြင်ဖို့ပြန်ပြောင်းခိုင်းခဲ့ပေမဲ့ကလုံးတစ်ခုကတော့ညှဉ်းဆန်ခဲ့ပြီးကြောက်တုံးတစ်ခုထဲမှာကလေးငယ်ပုံစံနဲ့ပုံအောင်နေခဲ့ပါတယ်။မြန်မာကာလကိုရောက်ရှိခဲ့ပြီးလွန်ခဲ့တဲ့15နှစ်လောက်မှာတော့ Ultra Humanite ကဖန်တုံစုံကိုပေါ်တယ်ဖွင့်တဲ့အချိန်မှာအဲ့ဒီကြောက်တုံးလေးက Earth-Zero ဘက်ကိုကျလာခဲ့ပါတယ်။အဲဒီကြောက်တုံးကွဲပြီးထွက်လာတဲ့ကလေးငယ်ကို Ultra Humanite ရဲ့လက်ထောက်တွေဖြစ်တဲ့ Winston နဲ့ Laura တို့ကတွေးရှိခဲ့ပြီးမွေးစားခဲ့ကြကအဲဒီကလေးကို Marcus Sun လို့နာမည်ပေးခဲ့ပါတယ်။ Marcus ကသူမိဘတွေကိုတာမန်သိပ္ပံပညာရှင်တွေလို့ထင်ခဲ့ပေမဲ့တကယ်တမ်းကျတော့သူတို့ဟာ Super Villain တွေရဲ့လက်ပါစီတွေဖြစ်ကြပါတယ်။ Marcus ငယ်ငယ်တုန်းက Gotham City မှာနေခဲ့ပြီးမိုးတဲထန်စွာရွာနေတဲ့ညတညမှာ Batman ကသူမိဘတွေကိုလာဖမ်းတဲ့အဖြစ်အပျက်ကြောင့်Marcus ဟာဘက်မန်ကိုရောမိုးကြိုးပစ်တာနဲ့ရေကူပါအကြီးကျယ်ကြောက်တဲ့ဖိုဘီးယားတွေရရှိခဲ့ပါတယ်။ဒီစိတ်ဓာတ်ရာကြောင့်ပဲသူဟာစူပါဟီးရိုးတွေကိုမုန်းတီးခဲ့ပြီးသူမိဘတွေလိုဗီလင်တွေဘက်ကိုပူပါသွားခဲ့ပါတယ်။ Marcus တက်တန်းကျောင်းတက်တဲ့အရွယ်ရောက်မှာတော့ Gotham High School ကိုပြောင်းလာခဲ့ပါတယ်။အဲဒီမှာ Rizalino ဦးဆောင်တဲ့အကြောင်းလူမိုက်တွေရဲ့နိုင်ကျင်တာကိုခံခဲ့ရပါတယ်။ဒါပေမဲ့အကြောင်းကတန်ရှင်းသမား Mr. Zu နဲ့တွေ့ပြီးတဲ့နောက်မှာတော့သူ့ကံကြမ္မာပြောင်းလဲသွားခဲ့ပါတယ်။တကယ်တော့ Mr. Zu aka Pissy ကစွန့်ဦးကုန်းရဲ့ဆရာတူညီနောင်တယောက်လည်းဖြစ်ပါတယ်။ Pissy က Marcus ကိုသူ့ကြောက်စိတ်တွေပြောင်းအောင်ကျောင်းရည်ကူးကန်နဲ့တွန်းချလိုက်တဲ့အချိန်မှာ Marcus ဟာ Flower Fruit Mountain ကိုအာယုန်ထဲမှာမြင်အောင်လာခဲ့ပြီးသူ့ရဲ့ power တွေစတင်နှိုးထားလာခဲ့ပါတယ်။ဆဆချင်းမှာသူ့အစွမ်းကိုမထိန်ချုပ်နိုင်ခဲ့ပဲဗန်မန်ရဲ့သားဖြစ်သူဒေမီယန်ဝင်းနဲ့တိုက်ခိုက်ခဲ့တဲ့အခါမှာတော့ခေါင်းပြတ်တဲ့အထိဖြစ်ခဲ့ပေမဲ့မသေးပဲပြန်ဆက်နိုင်ခဲ့ပါတယ်။ဇာလန်လယ်ပိုင်းမှာတော့ Marcus ဟာသူ့မိဘတွေအတွက် Atlantis တိလိုက်သွားခဲ့ရပြီး Aquaman တို့နဲ့ရင်ဆိုင်ခဲ့ရပါသေးတယ်။အဲဒီမှာသူ့ရဲ့ရေကြောက်ယောဂကိုကျော်လွှားနိုင်ခဲ့ပြီးသူ့အဖေရဲ့လက်နဲ့ Rui Jingu Ban ကိုပါပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။နောက်ပိုင်းမှာသူမိဘတွေနဲ့အတူ Metropolis ကိုပြောင်းရွှေ့ခဲ့ပြီး Supergirl နဲ့တွေ့ဆုံကမိတ်ဆွေတွေဖြစ်လာခဲ့ကြပါတယ်။ဇာလန်ရဲ့အထွတ်အထိပ်ဖြစ်တဲ့ Lazarus Planet Event မှာတော့ Marcus ဟာ Kingfire ဘူးကိုတိုက်ခိုက်ရင်းနဲ့သူ့ရဲ့ဖြစ်တည်မှုအမှန်ကိုသိလိုက်ရပါတယ်။သူဟာ Monkey King ရဲ့သားမဟုတ်ပဲအမွှေးမြင်ကနေဖြစ်လာတဲ့ကလုံးဆိုတာကို Skeleton Demon တွေကပြောပြလိုက်တဲ့အခါ Marcus တယောက်ကြီးကျယ်စိတ်ထဲကျသွားခဲ့ပါတယ်။ငါကအစ်မဟုတ်ဘူးလားဆိုပြီးတန်တရားဝင်ခဲ့ပေမဲ့ပစ္စည်းရဲ့ဆုံးမမှုနဲ့သူ့ရဲ့လူသားဘဝအမှတ်တရတွေကသူ့ကိုအစ်စ်ဖြစ်စေရဲဆိုတာကိုလက်ခံလိုက်ပြီး Kingfire ဘူးကိုနိုင်ယူကကဘာကြီးကိုကယ်တင်နိုင်ခဲ့ပါတယ်။ Marcus ရဲ့စွမ်းဆောင်ရည်အကြောင်းကိုပြောရမယ်ဆိုရင်တော့သူ့ဘေး Monkey King ဒီပါစွမ်းဆောင်ရည်အပြည့်ရှိပါတယ်။အခြေခံအကျဆုံးကတော့ transformation လို့ခေါ်တဲ့ပုံသဏ္ဍာန်ပြောင်းလဲခြင်းပဲဖြစ်ပါတယ်။တရုတ်လိုအသွင်ပြောင်းစီလို့ယူလိုက်တာနဲ့လူပုံစံကနေ Monkey Prince ဖြစ်ပြောင်းလဲနိုင်တယ်လို့တခြားသက်ရှိတွေရာဝတ္ထုတွေဖြစ် shape shifting လုပ်နိုင်ပါတယ်။နောက်ထပ်ထူးခြားတာကတော့ clone creation ပဲဖြစ်ပါတယ်။သူ့ရဲ့အမွှေးမြင်တွေကိုနှုတ်ပြီးမှုတ်လိုက်ရင်ကလုံးတွေကိုဖန်တီးနိုင်ပါတယ်။အစပိုင်းမှာကလုံးတွေကတေးသေးလေးတွေဖြစ်ပေမဲ့ Monkey King နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာတော့သူ့ရွယ်စားတိုင်း full size ကလုံးတွေဖန်တီးလာနိုင်ပြီးတယောက်တည်းနဲ့စစ်တပ်တစ်စာလောက်ကိုတိုက်ခိုက်နိုင်စွမ်းရှိပါတယ်။သွာလာလှုပ်ရှားတဲ့နေရာမှာလည်းသူ့ရဲ့အသက်ရှူထုတ်လိုက်တဲ့လေကနေ magic cloud ဖန်တီးပြီးစီးနှင်းပြန်ထန်နိုင်ပါတယ်။ဒီတိမ်တိုက်ကိုသုံးပြီးတော့တခြားသူတွေကိုအိပ်ပျော်သွားအောင် sleep inducement လည်းလုပ်လို့ရပါသေးတယ်။ရုပ်ပိုင်းဆိုင်ရာမှာဆိုရင်လည်း super strength ရှိပြီး Aquaman, Supergirl တို့လိုထိပ်တန်း hero တွေနဲ့တောင်ရှင်နိုင်တဲ့ခွန်အားရှိပါတယ်။ရေကြောက်ယောဂရှိပေမဲ့ demigod physiology ကြောင့်ရေအောင်မှာအသက်ရှူနိုင်စွမ်းရှိပါတယ်။ Marcus ရဲ့အမိုက်ဆုံး ability ကတော့ body control နဲ့ immortality ဆန်ဆန်အစွမ်းတွေပဲဖြစ်ပါတယ်။တိုက်ပွဲထဲမှာခေါင်းပြတ်သွားရင်တော့မသေးပါဘူး။ပြတ်သွားတဲ့ခန္ဓာကိုယ်စိတ်ပိုင်းတွေကိုပြန်ဆက်လို့ရတယ်လို့ပြက်ကြံခဲ့တဲ့လက်တွေခြေထောက်တွေကိုလည်းအဝေးကနေလှမ်းပြီးတော့ထိန်းချုပ်နိုင်ပါသေးတယ်။ဒါပေမဲ့သူ့မှာကြီးမားတဲ့အားနည်းချက်တစ်ခုရှိပါတယ်။အဲဒါကတော့သူ့ရဲ့စိတ်ခံစားချက်ပဲဖြစ်ပါတယ်။ Marcus ဟာကြောက်စိတ်ဝင်လာရင်ဒါမှမဟုတ်စိတ်လှုပ်ရှားလာရင်သူ့ရဲ့ power တွေကမငြိမ်မသက်ဖြစ်ပြီးလူပုံစံပြန်ပြောင်းသွားတတ်ပါတယ်။
ဘတ်မန်မိုးကြိုးမုန်တိုင်းနဲ့ရေတွေကိုကြောက်ရွံ့တဲ့ဖိုဘီယာတွေကလည်းသူ့ရဲ့တိုက်ခိုက်နိုင်စွမ်းကိုရောကြစေတဲ့အဓိကအချက်တွေဖြစ်နေပါသေးတယ်။မာကတ်ဆန်အကြောင်းကို Origin ကနေပါဝါတွေအထိစုံစုံလင်လင်ပြောပြခဲ့တာကတော့ဒီလောက်ပါပဲ။ဒီကောင်လေးက DC Universe ရဲ့အနောက်တိုင်းစတိုင်တွေထဲမှာအာရှပုံမြင်တွေကိုစမ်းစမ်းပြပြပေါင်းဆက်ထားတဲ့ကာတာတစ်ခုမလို့မိတ်ဆွေတို့သဘောကျမယ်လို့ထင်ပါတယ်။ Channel လေးကို Like and Subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့ဗျာ။နောက်ဗီဒီယိုကြမှာပြန်တွေ့ကြပါမယ်။